မင်္ဂလာပါရှင်ကျမဒီတစ်ခေါက်တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မြစ်တတ်တဲ့မဂ္ဂဇင်း2022ခုနှစ်ဒီဇင်ဘာလတွင်ပါရှိတဲ့စာရေးဆရာမနှီး90ကျဲရေးသားထားတဲ့သကောင်ရန်ဆိုတဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်ခရစ်စမတ်ရောက်တိုင်းယုံကြည်သူတွေပြုလုပ်သောဝတ်ပြုကိုးကွယ်ခြင်းတစ်ခုရှိပါတယ်ထို့အရာမှာသကောင်ရန်ဝတ်ပြုကိုးကွယ်ခြင်း Midnight Service ပင်ဖြစ်ပါတယ်အနောက်နိုင်ငံမှာရှိကြသောခရစ်ယာန်များစုကတကောင်ရန်ဝတ်ပြုကိုးကွယ်ခြင်းကိုပြုလုပ်ကြသည်တကောင်ရန်မတိုင်ခင်ဖျားเจ้าတွင်စုဝေးကြပြီးသခင်ယေရှုခရစ်တော်မွေးဖွားခြင်းအကြောင်းအရာကိုအခြေပြု၍ခရစ်တော်ကိုကြိုဆိုခဲ့ကြသည်အချို့ကရှင်လုကာခရစ်ဝင်အခန်းကြီး2အခန်းငယ်8-14တွင်ပါဝင်သောအကြောင်းအရာကိုအခြေပြု၍ညအချိန်တိုးတင်းများထံသို့ကောင်းကင်တမန်များလာရောက်ကတည်င်းကောင်းကိုပြောခဲ့သောအကြောင်းအရာကိုအမိပြုပြီးလှုပ်ဆောင်ကြခြင်းဖြစ်ပါသည်မောင်မတ်ချင်းသဘောတရားကိုလေ့လာကြည့်သောအခါတကောင်ရန်ဆိုသည်မှာညဤမောင်မိုက်ဆုံးအချိန်ဖြစ်သည်အမောင်ကိုလူတိုင်းမကြိုက်ပါအမောင်ကိုရင်ဆိုင်ရမှကြောက်ကြသည်သို့တော်လည်းတကောင်ရန်အချိန်ကိုကြော်လွန်သွားသောအခါအာယုံဦးအလင်းရောင်ကပေါ်ထွက်လာစေမည်ဖြစ်ပါသည်တမန်ကျမ်းစာကိုလေ့လာကြည့်လျင်နံပါတ်1သခင်ယေရှုခရစ်တော်လူသားစာတိကိုမူဖွားခံယူသောအချိန်သည်မောင်မိုက်သောအချိန်ဖြစ်သည်ရှင်လုကာခရစ်ဝင်အခန်းကြီးနှင့်အခန်းငယ်8-14အမောင်ထဲ၌အပြစ်များနှင့်ပြည့်နှက်နေသောလူသားတို့၏ဘဝကိုလွတ်မြောက်စေရန်နှင့်အလင်းတရားကိုယူဆောင်လာခဲ့သူမှာသခင်ယေရှုခရစ်တော်ပင်ဖြစ်သည်တိုးတင်းဆိုသည်မှာလူဝန်းကျင်အတန်အဝန်းထဲတွင်နေကြသောလူဒန်းစားဖြစ်သည်ညအမောင်မှာသူတစ်ပါးအိတ်ချိန်ဖြစ်တော်လဲသူတို့သည်တိုးကြောင်းနေရသည်သူတို့အတွက်ကြွယ်ဝခြင်းဝမ်းမြောက်ခြင်းဆိုသည်မှာအလံဝေးกว่าပါသည်သို့တော်လဲဤလောကကိုကယ်တင်ရှင်ကြွလာခြင်းကိုအပေခံလူဒန်းစားမှဖြစ်သောတိုးရင်းများထံသို့ကောင်းကင်တမန်ကယူဆောင်လာခြင်းမှာသခင်ခရစ်တော်သည်အပေခံလူသားများကိုတန်မိုးထားကြောင်းဖော်ပြနေခြင်းဖြစ်သည်ဒီကမ္ဘာကြီးအတွက်ဝမ်းမြောက်စရာသတင်းကောင်းကိုအရင်ဆုံးသိခွင့်ရရှိကြပြီးလက်ဆင့်ကမ်းဝေငှနိုင်သူမှာတိုးရင်းများဖြစ်သည်မောင်မိုက်နေသောတကောင်ရန်အချိန်မှာလောက၏အရှင်ကယ်တင်သောသခင်ကြွလာခြင်းကတကောင်ရန်အလကိုပုံဖော်နေပါသည်နံပါတ်2သခင်ယေရှုခရစ်တော်ဖန်ဆီးခံရသောအချိန်သည်လည်းမောင်မိုက်သောအချိန်ဖြစ်သည်ရှင်လုကာခရစ်ဝင်အခန်းကြီး20အခန်းငယ်53ငါသည်ဗိမာန်တော်၌သင်တို့နှင့်အတူရှိနေသောအခါသင်တို့သည်ငါကိုမဖက်မဆီးကြသို့တော်လည်းယခုအချိန်ကသင်တို့အချိန်ဖြစ်၏မောင်မိုက်တကိုယ်လည်းဖြစ်၏ဟုမိန့်တော်မူ၏သခင်ယေရှုခရစ်တော်ကိုဖန်ဆီးဖို့ရောက်လာသောယစ်ပရောဟိတ်နှင့်အကြီးအကဲများကိုသခင်ယေရှုပြောခဲ့သောစကားဖြစ်သည်ထိုအချိန်သည်စာတန်၏အမောင်တကိုးတွေလှော့ဆောင်သောအချိန်ဖြစ်သည်ယေရှုသည်လောက၌ခမည်းတော်၏အလိုကိုဆောင်ခဲ့ပြီးသောအချိန်တွင်မောင်မိုက်တကိုးကသခင်ကိုကားနိုင်တင်ရန်လှော့ဆောင်မှုအချိန်ဖြစ်လာခဲ့သည်ဘာတဲ့တရားကိုကမ်းရှင်းကြသောအကြီးအကဲများကလောကကိုကယ်တင်မြင့်အရှင်ကိုစီရင်ခဲ့ကြသည့်အချိန်ဖြစ်သည်စာတန်သည်အမောင်ကိုအသုံးချကာလူသားများကိုကယ်တင်မြင့်အရှင်ကိုဖမ်းဆီးဖို့ကြိုးစားခဲ့ကြသည်နံပါတ်3သခင်ယေရှုလက်ဝါးကားတိုင်းပေါ်တွင်အသေးခံရသောအချိန်သည်မောင်မိုက်သောအချိန်ဖြစ်သည်ရှမာကုခရစ်အခန်းကြီး15အခန်းငယ်33မွန်းတဲ့အချိန်မှစ၍3ချက်တီးအချိန်တိုင်အောင်မြေတပြင်လုံး၌မောင်မိုက်အတိဖြစ်လေ၏လက်ဝါးကားတိုင်းပေါ်မှသခင်ယေရှုခရစ်တော်၏တတ်တော်ချုပ်ငင်းချိန်မှာမြေကြီးတစ်ပြင်လုံးမှာမောင်မိုက်အတိဖြစ်သည်ကောင်းကင်ဘုံရှင်ခမည်းတော်သည်သူ့အလိုကိုဆောင်သောသားတော်ယေရှုခရစ်တော်၏အမှုပြည့်စည်ခြင်းတွင်လောကကြီးတစ်ခုလုံးမောင်မိုက်ဖုံးလွှမ်းစေခဲ့သည်ထိုမောင်မိုက်ခြင်းသည်တလောကလုံးအတွက်မျောလင့်ခြင်းကင်းမဲ့သလိုဖြစ်ခဲ့တော်လဲမောင်မိုက်နေသောကဘာမြေကြီးအတွက်သခင်ခရစ်တော်၏ရှင်ပြထမောက်ခြင်းကထိုမောင်မိုက်တကိုးများကိုဖြိုဖျက်နိုင်ခဲ့ပါသည်အမှန်တကယ်ကျွန်ုပ်တို့လူသားသည်မောင်မိုက်တကိုးနှင့်လွှမ်းမိုးနေသောစာတန်၏နိုင်ငံမှာရှိနေသူများဖြစ်တော်လဲထိုမောင်မိုက်တကိုးနှုတ်ယူ၍သားတော်၏နိုင်ငံတော်သို့ဆောင်သွင်းခြင်းခံရသူများပင်ဖြစ်သည်နံပါတ်4ပေါလုနှင့်တိလထောင်ထဲတွင်ဖမ်းဆီးချုံနှောင်ခံရချိန်တွင်ချီးမွမ်းသောအချိန်သည်မောင်မိုက်သောတကောင်ရန်အချိန်ဖြစ်သည်တမန်တော်ဝတ္ထုအခန်းကြီး16အခန်းငယ်26တမန်ဝင်တော်ဝတ္ထုအခန်းကြီး25အခန်းငယ်26တကောင်ရန်အချိန်၌ပေါလုနှင့်တိလတို့သည်ပဌနာပြု၍ဖျားသခင်၏ချီးမွမ်းလျက်တခြင်းဆိုလေ၏ထောင်ထဲမှနောင်ဖွဲ့ခြင်းကိုခံရသောသူတို့သည်နားထောင်ကြ၏ထိုခဏချင်းတွင်မြေကြီးသည်ပြင်းစွာလှုပ်သောကြောင့်ထောင်ချေရင်း၌လှုပ်ရှား၏တကားရှိသမျှတို့သည်ချက်ချင်းပွင့်၍
လူအပေါင်းတို့သည်နောင်ဖွဲ့ခြင်းနှင့်လွတ်ကြ၏ပေါလုနှင့်တိလထောင်ထဲ၌ရှေ့ချိန်မှာသူတို့သည်အမောင်အချိန်ဖြစ်သည်ထောင်ထဲမှခင်ရသောညှဉ်းပန်းနှိပ်စက်ခြင်းများကြောင့်သူတို့စိတ်ပြည့်နေနိုင်ပါသည်သို့တော်လည်းသူတို့သည်ညအမောင်မိုက်သောတကောင်ရန်အချိန်မှာဖျားသခင်ကိုပထနာပြုပြီးချီးမွမ်းခဲ့သည်သူတို့၏ချီးမွမ်းခြင်းခထောင်တကားများကိုပွင့်စေပြီးထောင်မှုနှင့်တကွအိမ်သူအိမ်သားများပါကဲ့တင်ခြင်းသို့ရောက်ခဲ့ကြသည်အမောင်ရန်တွင်ချီးမွမ်းကိုးကွယ်ခြင်းကသခင်၏ဘုန်းတော်ကိုမြင်တွေ့ခဲ့ရသောတက်တည်ဖြစ်မကလွတ်မြောက်ခြင်းကိုဖြစ်စေပါသည်နံပါတ်5ပေါလုသည်တကောင်ရန်ထိတိုင်အောင်ဟောပြောခဲ့သည်တမန်တော်ဝတ္ထုအခန်းကြီး20အခန်းငယ်9ခုနှစ်ရက်တွင်ပထမရက်၌မုံကိုဖဲ့ခြင်းကစီဝေးကြသောအခါပေါလုသည်နတ်ဖြန်နှင့်၌ထွက်သွားမည်ဖြစ်၍တကောင်တိုင်အောင်ဟောပြောလျက်နေ၏ရှင်ပေါလု၏တသနာခီးများတွင်သူသည်တရောမြို့၌ခုနှစ်ရက်နေခဲ့ပြီးခုနှစ်ရက်တွင်ပထမရက်မှာဝတ်ပြုစီဝေးခဲ့ကြသည်နောက်တစ်ရက်တွင်ဆက်လက်ခီးထွက်ရမည်ဖြစ်သောကြောင့်တကောင်ရန်ချိန်ထိတိုင်အောင်ဟောပြောခဲ့သည်သူဟောပြောချိန်တွင်လာရောက်နောက်ထောင်သူများထဲတွင်ဥတုခုအမည်ရှိသောလူတွင်တယောက်လည်းပါသည်သူသည်ရှင်ပေါလု၏ဟောပြောချက်များကိုလာရောက်နားထောင်သူဖြစ်တော်လဲလွန်ကျူးစွာအိပ်ပျော်လျက်ရှိသည်သူသည်အိမ်သုံးဆင့်အထက်မှအောက်သို့ပြုတ်ကျပြီးသေဆုံးခဲ့သည်တရားနာကြသောသူများရုတ်ရုတ်တဲတဲဖြစ်ချိန်မှာရှင်ပေါလုကသူ၏ကိုဖျံပြီးအသက်ကိုပြန်ရှင်စေခဲ့သည်ထိုအဖြစ်အပျက်ကခရစ်တော်၏ကယ်တင်ခြင်းသတင်းစကားသည်အချိန်မရွေးဟောပြောရမည်ဖြစ်ပြီးမောင်မိုက်နေသောအချိန်တွင်ဖျားသခင်၏တကူနမိတ်လက္ခဏာကိုလည်းမြင်တွေ့နိုင်ပါသည်တမန်ကျမ်းစာထဲ၌တကောင်ရန်နှင့်ပတ်သက်သောအကြောင်းအရာများစွာရှိသည်ဒါဝိမင်းကြီးကလည်းဖျားသခင်ကိုတကောင်ရန်တွင်ချီးမွမ်းခဲ့သည်ရှန်ဆုံသည်တကောင်ရန်အချိန်တွင်ဂါဇမြို့၏မြို့တကားနှင့်တကရွက်တကားတိုင်များကိုဟေဘရုန်မြို့၏တောင်ပေါ်တွင်ဖြစ်ချခဲ့သည်ဖျားသခင်ရွေးကောက်ထားသောနာဇရိလူရှန်ဆုံကိုဖျားသခင်ကတကောင်ရန်အချိန်တွင်ခွန်အားအစွမ်းကိုပေးခဲ့သည်တကောင်ရန်ဆိုသည်မှာအမောင်ဆုံးအချိန်ဖြစ်တော်လဲထိုအမောင်ဆုံးအချိန်တွင်ဖျားသခင်၏ကြီးမားသောနမိတ်များစွာဖြစ်ခဲ့သည်အမောင်ဆုံးအချိန်တွင်အလင်းရောင်ရောက်ရှိလာတော့မည်အနည်းဆုံးအချိန်တွင်လည်းဖြစ်ပါသည်အမောင်တို့ကအမောင်ဆုံးအချိန်ကျော်လွှားလျင်ဧကံမုတ်ချအလင်းရောင်ရောက်လာတော့မည်ဖြစ်ကြောင်းမျှော်လင့်နိုင်ပါသည်ခရစ်စမတ်အချိန်တွင်ယုံကြည်သူများလှုပ်ဆောင်နေကြသောတကောင်ရန်ဝတ်ပြုကိုးကွယ်ခြင်းသည်အပေါ်ယံအဆောင်အောင်ရောင်တက်တာဝတ်ပြုကိုးကွယ်ခြင်းမဖြစ်စေဘဲထိုတကောင်ရန်အချိန်တွင်လူသားအပေါင်းအတွက်ဝမ်းမြောက်ဝမ်းသာတည်င်းစကားကိုယူဆောင်လာသောသခင်ယေရှုခရစ်တော်လောကသို့ကြွလာခဲ့ခြင်းအကြောင်းကိုတတိယဆင်ခြင်ပြီးအပြစ်ကြွေးမှကယ်တင်ခဲ့သောသခင်၏မြတ်တာကိုတမိုးထားလက်ဆင့်ကံဝေငှသောသူဖြစ်စေရန်မိမိအသက်တာကိုပြင်ဆင်ကြပါစို့အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ။